လှပစိမ့်လန့်တဲ့ဒီတိရကလေးတွေကိုကြည့်ပြီးလုံးဝအယုံမလွယ်လိုက်ပါနဲ့ဒါဟာကပတ်အန်ဒီရဲ့အရှိဆုံးအပင်တွေထဲကတစ်ခုဖြစ်တဲ့ဂျင်ပီအပင်ပဲထပ်ပါတယ်အဝေးကကြည့်ရင်အပင်ကင်းပုံရပေမဲ့ဒီအပင်ရဲ့မျက်နှာပြင်တစ်ခုလုံးမှာအနုကြည့်မန်ဘလူးနဲ့မှမြင်ရတဲ့အစိတ်ဆူးငယ်လေးတွေတန်းပေါင်းများစွာရှိနေပါတယ်တင်းဟာဒီပင်ကိုမတော်တဆထိမိုံနဲ့အဲ့ဒီစူးငယ်လေးတွေကတင့်အရေပြားတွေကိုထိုးဖောက်ဝင်ရောက်ပြီးပြင်းထန်တဲ့အာယုံကြောအစိတ်တွေကိုထုတ်လွှတ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့ခန်းစားရမယ့်နာကျင်မှုကရေနွေးပူနဲ့အပက်ခံရတယ်လို့မျိုးဒါမှမဟုတ်လျှက်စစ်ရှော့အပြင်းထန်တိုက်ခံရတယ်လို့မျိုးဝေဒနာကိုပေးပါလိမ့်မယ်ပိုဆိုးတာကဒီနာကျင်မှုဟာနာယီပိုင်းနဲ့မဟုတ်ပဲရက်တသက်တွေကနေလားနဲ့ချီတဲ့အထိကြာရှည်ခံစားရနိုင်တာပဲဖြစ်ပါတယ်ဒီအပင်သားမှာအကာအကွယ်မပါပဲလမ်းလျှောက်ရင်တောင်လွင့်စင်လာတဲ့အမွေးအမြင်တွေကြောင့်အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေဖြစ်စေနိုင်ပါတယ်။တဘာဝတရားရဲ့ထူးခြားတဲ့ကာကွယ်ရေးစနစ်ကတခါတလေမှကျွန်ုပ်တို့မထင်မှတ်ထားလောက်အောင်ကိုကြောက်မက်ဖွယ်ကောင်းလာပါတယ်။ဒါကြောင့်တောထဲတောင်ထဲသွားတဲ့အခါဒီလိုနှလုံးပုံသဏ္ဍာန်သိရွက်တွေကိုမြင်ရင်အဝေးကပဲရှောင်ကျဉ်ဖို့တတိပေးလိုက်ပါရစေ။